အားလုံးပဲမင်္ဂလာပါ accounts after hours ကနေပြီးတော့ပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ episode ကနည်းနည်းပို့ပြီးတော့ပြောဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ real life or fake game တစ်ခုနဲ့စီစဉ်ထားတယ်ပေါ့နော် game ကဟိုလို trade to ဟိုလိုမျိုးအကြီးကြီးဆုံးရမယ့် game တော့မဟုတ်ပါဘူးအဓိကကတော့ဒီ campaign တွေ brief တွေကိုဘယ်လိုမျိုး break down လုပ်တယ်နောက်ဆုံး idea တစ်ခုထွက်လာတဲ့အထိကိုမှဘယ်လို processing နဲ့တွားကြတယ်ဆိုတဲ့အကြောင်းကိုဒီ prompt လေးတစ်ခုနဲ့ပေါ့နော်အားလုံးတိုင်ပင်ပြီးတော့ကောင်းစားကြည့်ကြမယ်အဲ့ဒီမှာမတူညီတဲ့ perspective တွေအများကြီးတွေ့ရလိမ့်မယ်ဆိုတော့ကိုရှိကိုဆိုလို့ creative ဘက်ကဘယ်လိုစဉ်းစားရတယ် account တွေဘက်ကဘယ်လိုစဉ်းစားရဆိုတဲ့ဟာတွေကိုဒီ case study လေးတစ်ခုနဲ့အတူတူ hands on experience တစ်ခုရမယ်ပေါ့နော်ဆိုတော့ကိုချစ်ကိုစီမှာ prompt တစ်ခု ready ရှိနေပြီနဲ့တူတယ်ဆိုတော့အဲ့ prompt က brief ဖြစ်သွားမယ်အဲ့ brief ကိုစပြီးတော့ကိုယ် break down လုပ်ကြည့်ကြမယ်ဆိုတော့ကိုချစ်ကိုလည်း explain လုပ်ပေးပါ and အဲ့ဒီ prompt ကိုလည်း somewhere in the screen မှာတင်ပေးလိုက်ပါမယ်နားလောက်လေ okay ကိုချစ်ကိုပြောပါအောင် okay ဟိုပါပေါ့နော် prompt ပေးပြီးသွားပြီပေါ့နော်ပေးပြီးသွားပြီprompt ကတော့ရိုးရှင်းရှင်းပဲ campaign တစ်ခု brief ပေးပေါ့နော် randomly brainstorm လုပ်ဖို့အတွက် for fun ပေါ့နော်အဲ့တော့ဘာမှ brand name ပါစရာမလိုဘူးအဲ့တော့ campaign ChatGPT ကပြောလဲဆိုတော့ဒီ lost and found happiness ပေါ့အဲ့တော့background ကကြတော့ဒီအခုချိန်မှာပေါ့နော်လူတွေကအရင် rush ဖြစ်တယ်လှုပ်သွားတယ်တနေ့တာနဲ့ပေါ့နော်အရင် rush ဖြစ်နေတဲ့အချိန်မှာအဲ့လို small joys တွေကိုမေ့နေတတ်တယ်ပေါ့နော်အဲ့တော့ campaign ကအဲ့လိုမျိုးတွေကို remind လုပ်ဖို့အတွက်ပေါ့နော် slow down notice လုပ်မယ် celebrate လုပ်မယ်ပေါ့နော်အဲ့ဘက်ကိုသွားတယ်အဲ့တော့အဓိက objective က reconnect ပြန်လုပ်ပေးဖို့ဖြစ်မယ်ပေါ့နော် target audience ကကြတော့ဒီ urban millennials တွေပေါ့အဲ့ဒါအနေနဲ့ Gen Z တွေဖြစ်မယ်ပြီးသွားရင် key message က happiness is not lost ပေါ့နော် sometimes you just need to look around to find it again ပေါ့အဲ့မျိုးပြောထားတယ်အဲ့တော့ execution မှာဘာလို့လိုချင်လဲဆိုတော့ installation မျိုးပေါ့နော် pop up ဟာမျိုးတွေလိုချင်တယ် digital activity လိုချင်တယ်ပေါ့နော် found my happy ဆိုတဲ့ဟာမျိုး mention လုပ်ထားတယ် hero film မျိုးလိုချင်တယ် activation မျိုးလိုချင်တယ်အဲ့တော့တုံးတဲ့ fee ကကြတော့one ဖြစ်တဲ့ပုံစံမျိုး playful visual တွေနဲ့ပြချင်တယ်ဆိုတော့ yeah overall ကတော့အဲ့ဒါလေးပါClock strikes 6, but the game's not done. Phones keep buzzing, we're still on the run. Ideas collide like stars in a jar. Chasing deadlines, chasing who we are. Accounts after hours, the grind gets real. Sweat turns to sparks. Let's be real. We're more than suits. We're minds on fire. Climbing higher, chasing higher. ဒီကလူငယ်တွေ mental healing လို့ပြောပုံစံမျိုးပဲသွားရမယ်လို့ထင်တယ်ပေါ့နော် okay အဲ့တော့ကိုချစ်ကို lead the way ဘယ်လိုမျိုးစပြီးတော့တို့စဉ်းစားကြမလဲ maybe shoot a couple of questions or whatever အဲ့တော့ဟိုပါပေါ့နော်ဒီပထမဦးဆုံးcampaign တစ်ခုစဉ်းစားတော့မယ်ဆိုလို့ရှိရင်ပေါ့နော်သူ့ရဲ့ဒီလူတွေရဲ့ behavior ကိုနားလည်ဖို့အတွက်ပေါ့နော် okay ဘာတွေလှုပ်ရှုပ်နေရလဲအဲ့ဒါလေးအရင်ဆုံးစဉ်းစားဖို့လိုတယ်ပေါ့နော်ဘာတွေလှုပ်ရှုပ်နေလို့ဒီ happiness တွေကိုမေ့နေရလဲပေါ့နော် routine တွေကဘာတွေဖြစ်နေရလဲဆိုတာမျိုးအရင်ဆုံးသိဖို့လိုတယ်ပေါ့ဆိုတော့ hero အနေနဲ့ဘာကြောင့်ဒါတွေကိုမမြင်တော့တာလဲဆိုတော့ဟာပေါ့နော်ဘယ်လိုမြင်လဲပေါ့အဲ့ဒါလေး yes so ဟိုပေါ့နော်ဒီ current situation နေနဲ့လေနည်းနည်း compare ကြည့်လိုက်လို့ရှင်ပြည့်စီမှာအဖြစ်နှစ်မျိုးထွက်တယ်ကွာသိလား target audience ကလည်း millennial နဲ့ Gen Z ဖြစ်နေရပေါ့နော်ဆိုတော့ millennial တွေကကြတော့ပြည့်ဟို personal opinion အရဆိုလို့ရှင်တို့ကအလုံးရှုံနေကြတာမဟုတ်တော့ဒါပေမဲ့တို့မှာနည်းနည်းဟိုစိတ်ထဲမှာသိရမလားတာသမီးတွေနဲ့ဝေးရတဲ့ဟာမျိုးကိုယ့်ရဲ့ဒီလုပ်ဖို့ကိုင်းဘက်တွေနဲ့ကိုကဒီအရင် political မရှိတော့တာမျိုးတချို့တွေကကြတော့ဒီ migrate လုပ်သွားကြတဲ့သူတွေရှိရဲတချို့တွေနဲ့ကကြတော့ဒီကိုယ့်ရဲ့home town တွေပြန်သွားကြတဲ့သူတွေရှိရပေါ့နော်အဲ့လိုမျိုးဟာမျိုးတွေနဲ့ပြီးတော့ဒီလုပ်ငန်းခွင်ထဲမှာကြုံနေရတဲ့ပြဿနာတွေဒီ9 to 5ကိစ္စတွေကပို့ပြီးတော့တို့အတွက်ဖက်ဖြစ်နေလို့ခံစားရတယ်ပေါ့နော်ဂျန်စီတွေအနေနဲ့ကြတော့ဘာကိုသွားပြီးမြင်လဲဆိုတော့အားလုံးကကွာဒီလားအခုကဘာလဲဆိုတော့သူ့ထံကပေါ့နော်ဟိုဘာလို့ရင်ကောင်းမလဲငါဘာလို့ရင်ကောင်းမလဲဘယ်သွားရင်ကောင်းမလဲဘာတို့တက်ရင်ကောင်းမလဲသိရမလားဘယ် career ကိုဝင် join ရင်ကောင်းမလဲဆိုတော့ကိုယ်ပိုင်ဒါဘလို့ develop လုပ်ရမလဲဆိုတော့တွေးနေတယ်နည်းနည်းပြည့်နေရမျိုးတွေရှိရပေါ့နော်ဒါကိုယ်ကြီးလည်းဖြစ်တယ်ဒီခါကျလို့ရှိရင် overwhelm ဖြစ်တဲ့ thoughts တွေပေါ့နော်တခုခုလုံးနေရတဲ့တောင်မှဒီဟာကိုငါဆက်လုပ်နေလို့ရောအဆင်ပြေပါမလားနောက်ဘာလုပ်ရင်ကောင်းမလဲဘာလို့ဆိုပို့အဆင်ပြေမလဲဆိုတဲ့ဟာမျိုးတွေပေါ့အဲ့လိုမျိုး situation တွေကဒီပတ်ဝန်းကျင်ပေါ့နော်လို့ peer pressure တွေအခုလက်ရှိဖြစ်နေတဲ့ situation တွေအားလုံးနဲ့ဆက်ဆက်ပြီးတော့လူတွေကဟိုကိုယ့်အတွက်ကဘာလို့ပြောရှင်စေရလဲကိုအခုဒါကိုအရင်ကပြောတယ်ချင်းပြီးလုပ်နေတဲ့ဟာအခုချိန်မှာနည်းနည်း taste ကရော့သွားတာမျိုးတွေဒီလိုမျိုး feelings မျိုးတွေရှိနေကြမယ်လို့ထင်တယ်
ပြည့်အနေနဲ့ဆိုလို့ရှိရင်တော့တို့လက်ရှိကြုံနေရတဲ့ဟာတွေပေါ့အော်အနေနဲ့ရော အော်ဆိုလို့ရှိရင်တော့ဒီမေကွန်းနှစ်ခုမြင်မိတယ်ပေါ့တစ်ခုကတော့ answer တစ်ခုကကြတော့ဒီ account အနေနဲ့ client စီကဒီ brief ကိုရမယ်ဆိုလို့ရှိရင်ပြန်မေးချင်တာမျိုးရှိရပေါ့နော်အဲ့ဒါဘာလဲဆိုတော့ execution လုပ်မဲ့ဒီ geographic area ပေါ့နော်ဘာလို့လဲဆိုတော့ဒီလူတွေကဟုတ်တယ် human nature universally မှန်တဲ့အရာတွေတော့ရှိတယ်ပေါ့နော်အခုလိုမျိုး mentally exhaust ဖြစ်တာတွေတကဘာလုံးဖြစ်နေတာရှိတယ်ဒါပေမဲ့နိုင်ငံတစ်ခုနဲ့တစ်ခုပေါ်လိုက်ပြီးတော့ဒီလူတွေကပြောင်းသွားနိုင်တာလေးရှိတယ်ပေါ့နော်ဆိုတော့ brief မှာဆိုလို့ရှိရင်เนาะဘယ်နေရာမှာ execute လုပ်မှာလဲဆိုတဲ့ဟာလေးကိုတော့ပြန်ပြီးတော့ clarify လုပ်ဖြစ်လောက်မယ်လို့ထင်တယ်နောက်တစ်ခုကတော့အခုနာမေကွန်ရဲ့ဒီ literal answer ပေါ့နော်အဲ့ဒါကကြတော့ထင်တာတော့ပထမဆုံးစဉ်းစားမိတာ social media ကဒီလိုမျိုးခုနလိုမျိုးပေါ့နော်အဲ့လိုမျိုး mentally exhaustion တို့ဘာလို့ကိုဒီလူနှစ်မျိုးလုံးကိုအကြီး impact ဖြစ်နေရလို့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အကုန်လုံးကကောင်းတာပဲတင်ပါ social media မှာတခါတလေမကောင်းတဲ့ bad experience ဆိုလို့ရှိရင်တော့ဟာတာဖြစ်တဲ့ဟာလောက်ကိုပဲတင်တာများတယ်ပေါ့နော်အဲ့တော့ social media က 70% လောက်ဒီလူတွေအဲ့လိုမျိုးခဏရက်ပြီးတော့ breathe in breathe out and see what's actually true or see the greener side ကိုမမြင်နိုင်အောင်လို့ဟန်တားနေတဲ့အရာလို့ထင်တယ်ပေါ့နော်ဆိုတော့ yeah FOMO maybe အဲ့ဒီဟာတွေကအများဆုံး impact ဖြစ်နေရလို့ထင်တယ်ဒီလူတွေဆိုတော့ကျွန်တော်စဉ်းစားမယ်ဆိုလို့ရှိရင်ပေါ့နော်အကယ်လို့မြန်မာ audience ပဲ for example assume လုပ်ပါတော့မြန်မာ audience အတွက်ပဲပြောမယ်ဆိုလို့ရှိရင်ဒါမှန်တယ်လို့ပြောလို့ရတယ်ပေါ့နော်အရင်တုန်းကတော့ job တစ်ခုတည်းနဲ့အလုပ်ဖြစ်တယ်ဒါပေမဲ့အခုဆိုလို့ရှိရင် side job တွေပါလုပ်နေရတယ်ပေါ့လေသိရမလားဥမာ9 to 5ပြီးသွားလဲမနားနိုင်သေးဘူးကွာသိရမလား entertainment ဆိုတာမျိုးကလည်းရှားသွားပြီပေါ့နော်ဥမာကိုယ်အတွက်တခြားနီလန်တစ်ခုခုလေ့လာရပဲဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းသိရမလားတခုခု side job တခုခုလုပ်နေရမယ်လို့ယူဆရတယ်ပေါ့နော်အဲ့တော့ဒီ day to day ဟာတွေမှာနေဖြစ်ပြီးတော့လုံးလဲချလေလိုက်ပြီးတော့သိရမလားမမြင်နိုင်တော့ဘူးပေါ့လေမြင်ဖို့အတွက်ကိုဒါပေမဲ့ impact တခုအကြီးရှိခဲ့တာမှတ်မိတာပေါ့နော်ဘယ်မှာရှိခဲ့လဲဆိုတော့ covid တုန်းကဆိုလို့ရှိရင်ကွာလုံးဝ slow down လုပ်ပလိုက်တာသိရမလားအပြင်ထဲထွက်လို့မရတော့ဘူးဘာမှလုပ်လို့မရတော့ဘူးအဲ့ချိန်တုန်းကဆိုလို့ရှိရင်reflect ပြန်ဖြစ်တယ်ပေါ့နော်ဒါတွေလုပ်ခဲ့တာကွာသိရမလားတခုဘာမှလုပ်စရာမရှိတော့ဒီမှာအဲ့ခါကြလို့ရှိရင်ကွာတကယ် real value တွေကိုမြင်လာတယ်ပေါ့နော်ဆိုတော့အဲ့အဓိကတော့နားလည်တာက problem ကတကယ်ရှိနေတဲ့ problem တကယ်ဖြစ်နေတဲ့ဟာမျိုးမြန်မာ audience ဆိုလို့ရှိရင်လည်းတော်တော်ကြီးကို relate လုပ်လို့ရမယ့် topic မျိုးပေါ့နော်ပြီးတော့ဒါတကယ်လိုအပ်တယ်ပေါ့လိုအပ်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်။အဲ့တော့ခုနကဒီပြပြနဲ့ပြောတဲ့အထဲမှာဆိုလို့ရှိရင် yes အဲ့တော့ဒီ problem ကြီးရှိနေတယ်အဲ့လိုမျိုးမမြင်နိုင်ဘူးပေါ့လေသိရမလား day to day မှာအဲ့လိုလုံးပန်းနေရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုရီအနေနဲ့ဥမာဒီ insight တစ်ခုထုတ်ချင်တယ်ပေါ့နော် insight တစ်ခုဥမာတကယ်မှန်ကန်တဲ့ insight တစ်ခုပေါ့ခုနကတော့ပြောခဲ့တာတော့ဒါ human truth တွေအကုန်ပါတယ်ပေါ့နော် generally အကုန်မှန်တယ်ဒါပေမဲ့ဒီ campaign အတွက်ကိုအဲ့လိုထိမိမဲ့အဲ့လိုဟုတ်ဖြစ်သွားမဲ့ insight တစ်ခုကဲလို့စဉ်းစားကြည့်ရပါတော့ကဲလို့အဲ့လိုမျိုးသာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲပေါ့ဟိုမှာ human ဒီအကုန်လုံး relate လုပ်လို့ရမယ့်ဟာမျိုးပေါ့နော်ဆိုတော့for example ပေါ့ဟိုမှာအရန်မြန်နေလို့ရှိရင်ပေါ့နော်အရန်မြန်နေလို့ရှိရင်မမြင်ရတော့ဒါတော့ visually မြင်နေကြည့်တာပေါ့နော်အရန်မြန်နေလို့ရှိရင်အရာတစ်ခုမမြင်ရတော့ဥမာကားတစ်စီးအရန်မြန်ဖြတ်မောင်းသွားတယ်ဆိုလို့ရှိရင်ဘေးမှာဘာရှိနေလဲမမြင်ရတော့ဘူးပါတယ်လားအဲ့လို blur ဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါမျိုးကို visually translate လုပ်မယ်ဆိုလို့ရှိရင်ငါတို့ teaser poster တွေထုတ်မယ်ကွာအားလုံး blur နေရ motion blur တွေနဲ့ဒီလားyou don't see anything ကွာဒီလား teaser ပေါ့နော်အဲ့တော့ happiness is somewhere in the air ကွာဒီလားဒါပေမဲ့မမြင်ရဘူးဘာလို့ဆိုအရန် rush ဖြစ်နေရလူတွေကသိရမလားအဲ့တော့ဒီ rush ဖြစ်နေတာကိုရှိပါကြောင်းငါတို့ကအရင်ဆုံး aware လုပ်မယ်ပေါ့နော် TVC လုပ်တယ်ဆိုလို့ရှိရင်လည်းအဲ့လိုပဲငါတို့ဒီဘာခေါ်လဲ hyper lapse လို့ခေါ်တာပေါ့ time lapse နဲ့ရိုက်ထားတဲ့ frame ချထားပဲတော့လို့လူတွေက blur ဖြစ်ပြီးတော့တော်တော်နဲ့ရွေ့နေဟာရွေ့နေကွာလူတယောက်ကခလဲမှာသိရမလားतू ကဘာလို့လုပ်ရမှမသိဘူးသိရမလား तू မတွေ့ဘူးကွာအဲ့လို lost and found လို့ပြောတာဖြစ်တဲ့အတွက်ကိုပေါ့နော်အဲ့လိုအရင်မြန်နေသူ့ life ကြီးကအသက်တွေကြီးသွားတယ်သူရုပ်ကြီး transform ဖြစ်သွားတယ်ကွာသိလားကလေးငယ်လေးရတယ်ကြီးသွားတယ်ကွာဘေးနားမှာလည်းမြန်ပြီးသွားတယ်ကွာဒါပေမဲ့ဘာမှမတွေ့ဘူးကွာသိရမလားအဲ့လိုပြီးသွားတာ life ကြီးကဒါနဲ့ပြီးသွားတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေး visually cue လေးတွေပေါ်တယ်ပေါ့နော်စဉ်းစားကြည့်ရပါတော့ဆိုတော့အဲ့ဒါကို translate လုပ်ပြီးတော့မှ maybe activation မှာဆိုလို့ရှိရင်လည်းငါတို့
ဒီ happiness police ပုံစံမျိုးပေါ့နော်ငါတို့ stop ဆိုတဲ့ဟာမျိုးလေသိရမလားလမ်းမှာလိုက်ပြီးတော့သိရမလားတားပြီးတော့မှရက်စမ်းရောမုတ်စားထိုင်ဝါခဏထိုင်အောင်ဘာလို့လောနေရလဲ ဘာတွေလောနေတာလဲဆိုတဲ့ဟာယူ အေးဘာလို့လောနေရလဲပေါ့နော် ဒီကုလုံးရေခဲမုံကျွေးရေခဲမုံဆိုင်ပျော်ရတယ်ဆိုတာမျိုး အဲ့လိုမျိုးပေါ့သိရမလားအဲ့လိုခဏရက်အေးစေးဘာလို့လောနေရလဲအဲ့လို happiness police ပုံစံမျိုးလေးပေါ်တယ်ပေါ့နော်ဒါတော့ randomly စဉ်းစားကြည့်နေရပါတော့ဘာလို့လုပ်လို့ရလဲပေါ့အဲ့အဓိကသူတို့ရဲ့ routine တစ်ခုလုံးကတော့အဲ့လိုမျိုး break လုပ်ပေးလိုက်တဲ့campaign မျိုးဖြစ်တင်တယ်ပေါ့နော်အဲ့တော့ဟို commercial ဆိုလို့ရှိရင်လည်းကြည့်လိုက်တာလည်းအော်ဟုတ်ပါလားပေါ့slow down လုပ်ဖို့လိုရဆိုတဲ့ feeling မျိုးပေါ့နော် offline မှာဆိုလို့ရှိရင်လည်းတကယ်ကြီးကိုလမ်းသွားလမ်းလာမှာအဲ့လိုမျိုးတားချပြီးတော့သိရမလားဒီလေလောင်ထိုင်အောင်ဒီမှာလားအဲ့လိုဇွေးထားတာပြီးတော့ကွာသိရမလားလာစကားပြောအောင်သိရမလားဆိုတော့လက်ဖိတ်လေးတောက်သွားပါအောင်ပေါ့နော်အဲ့လိုပုံစံမျိုးပြောရှင်အဲ့လို lost and found group လိုမျိုးပေါ့နော် lost and found happiness ရဲ့အဲ့လို care center care line လိုမျိုးကွာသိရမလားတဲ့ချိန်ဖုန်းဆက်ပြီးတော့မှစကားပြောပေါ်အဲ့လိုမျိုး story ပြောပေါ်အဲ့လိုပုံစံမျိုးစီစဉ်ပေးတာမျိုးတွေစသဖြင့်ပေါ့နော်အဲ့လိုလေးတွေတော့ပေါ်တယ် ဟိုဟာမျိုးလဲအော်စိတ်ထဲမှာစဉ်းစားမိရဲ့အဲ့လိုမျိုး activation လုပ်မယ်ဆိုရင် chilling lounge လေ chilling lounge မှာပေါ့နော်အဲ့လို maybe happiness police ရဲ့ jail တဲ့ရဂျေလ်မှာတကူစားအောင်တောက်အောင်ပြီးတော့ရှေ့အေးမင်းခဏ happiness jail ထဲမှာခဏတနားရီလောက်နားဝလာပြီးအထဲမှာအကုန်လုံးဟိုအဲ့ထဲမှာဆိုလို့ရှိရင်တော့ကွာထားမဲ့ item တွေကလို့မြန်တဲ့ item တွေမဟုတ်တော့ဘူးကွာ slow down လုပ်ရမယ့် item တွေတင်ပါ being back နဲ့ maybe low fire beats လေးဖွင့်ထားပေးတာမျိုးslow reading or something နောက်ဆုံးကွာဟိုစားရမယ့်အစားအစာဆိုတော့မှဟိုလေလဲပြီးတော့ဟိုဖြစ်တဲ့ကြက်ဥကြောင်လေလဲပြီးတော့ကေရလေစောက်သွားပါကြည်အဲ့လိုမျိုး happiness jail လိုမျိုးလေးထည့်လို့ရှိရင်လည်းမိုက်ပဲလို့ခံစားရတယ်Yeah ပြည့်စဉ်းစားမိတာကပြည့်ဟိုပေါ့နော်ဒီသဘောကျတဲ့ Instagram မှာ program တစ်ခုရှိတယ်။ဘာလဲဆိုတော့ तू ကွာဒီလူတွေကြားထဲမှာပန်းကြံတို့ဘာတို့မှာ तू ကသူခုံလေးတစ်ခုသွားထောင်ထားတာ။အဲ့ဒီမှာ तू စာရေးထားတယ်။ဘာလဲဆိုတော့ just share your 60 second ပေါ့နော် and write down your thoughts ပေါ့အခုလက်ရှိကြုံနေရတာဖြစ်နေရတာကိုဖြစ်ချင်တာပဲဖြစ်ဖြစ်မဖြစ်ချင်တာပဲဖြစ်ဖြစ်ခြိုက်ရေးွားပြီးရင် तू ကနေပြီးတော့ပြန်ပြီးသူ့ channel ကနေဖတ်ပြတဲ့ဟာမျိုးလေးရှိတယ်အဲ့ဒါမျိုးလေးပေါ့နော်ဘာလို့လဲဆိုတော့ခါကြလို့ရှိရင်ကွာပြေတော့လှုပ်ရှားနေတယ်သိရမလားဘာလို့မတွေးမိဘူးဘာလို့မှလေဒါပေမဲ့ just ဟိုသွားစရာရှိလို့ routine တစ်ခုအနေနဲ့ဒါဘတ်စကားစီးရရုံသွားတယ်ရုံတက်တယ်ရုံပြန်တယ်သိရမလားဒါတွေလုံးနေပေမဲ့တကယ်တမ်းဒီအချိန်မှာဥမာထားပါတော့ရေခဲမုတ်စားခြင်းတယ်တို့ပီကယ်စားခြင်းတယ်တို့သိရမလားတကယ်ချင်းတွေနဲ့ပန်းချံမှာတော့ထိုင်လိုက်ရင်ကောင်းမှာပဲဆိုတော့အတွေးတွေကိုတေချာဟိုအချိန်ပေးပြီးမတွေးပြကြဘူးပေါ့နော်အဲ့ဒါလေးတွေကလည်းဟို within happiness ဖြစ်နိုင်တယ်ပေါ့နော်ပျော်ရွှင်မှုတစ်ခုဖြစ်နိုင်တယ်အဲ့ဒါကိုပြန်ရှာကြမယ်ဆိုရဲဟာမျိုးလေးတွေလည်းစဉ်းစားမိရယ်အဲ့ဒါကြတော့ဗာလဲဆိုတော့ဒီon ground stand လိုဟာမျိုးပေါ့အဲ့လိုမျိုးလေးတွေသွားပြီးတွေးမိရယ်Yeah ဆိုတော့ဟိုဒါကတကယ်ဟောပေါ့နော်ဒီ campaign လိုဟာမျိုးကနည်းနည်းထပ်ပြီးတော့ extend လုပ်ရမယ်ဆိုလို့ရှိရင်ဒါ award winning campaign မျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ငါတို့က activation တွေ commercial film တွေ KV တွေနဲ့တွေမဟုတ်ဘဲနဲ့ပေါ့နော်တကယ်လူတွေရဲ့ life changing ဖြစ်နိုင်မဲ့ဟာမျိုးပေါ့နော် maybe ထားပါတော့ဟို application တစ်ခုထုတ်လိုက်တယ်ကွာထုတ်ပြီးတော့မှအဲ့ application ထည့်ထားတယ်ဆိုလို့ရှိရင်တရက်မှာနိုင်ခွက်ဖုန်းကလုံးဝသုံးလို့မရတော့ဘူးတဲ့မှာလုံးဝ break လုပ်ထားတယ်ကွာသူဖုန်းကတော့ lock ချပလိုက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်တကယ် real life မှာပါအသုံးပြုလို့ရမဲ့life changing ဖြစ်မဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုး product တွေ innovation တွေနဲ့ပေါင်းပြီးတော့ပြောလို့ရှိရင်ခုနပြောတဲ့ဒီ therapy section တို့သိရမလားနည်းနည်း crazy ဖြစ်နေတာဆိုလို့ရှိရင်ကွာအဲ့လိုလမ်းကြီးကိုပိတ်ချပလိုက်တာမျိုးငါတို့ပုံမှန်ဆိုရင်လေလူတွေစုပြီးတော့မာရသွန်ပြေးတယ်မလားအခုကမာရသွန်မဟုတ်တော့တဲ့မှာပိတ်ပြီးတော့ဘာမှလုပ်စရာမလိုဒီမှာလာနေဒါလာချေ sleeping contest လို့ပြောလာခဲ့ဒီမှာလာနေအေးစေးအနားယူပေါ့သိရမလားဆိုတော့အဲ့လို happiness တွေကိုပြန်ရှာပေါ့နော်အဲ့လို brand collaboration တွေလည်းလုပ်လို့ရတယ် headspace တို့ပါလို့ဆိုရင်တော်တော်လိုက်ပါနော်သူတို့အမြဲတမ်း meditation တွေပါတယ်အမြဲတမ်းလုပ်တယ် yes trip planner တို့fun ဖြစ်တယ်ပြီးတော့တကယ် impactful ဖြစ်တယ်ပေါ့နော် yeah yep ဆိုတော့ဒါကတော့ draft outline ပေါ့နော်ဒီ GPT ကထုတ်ပေးတဲ့ campaign ကိုစဉ်းစားကြည့်ရအောင်လုပ်ကြည့်ရဆိုတော့ဒီလိုမျိုး session တွေအများကြီး agency မှာလုပ်ရတယ်ပေါ့နော်ဟို client service တွေလည်းဒီလိုမျိုး creative နဲ့ join ရတယ်ဆိုတော့အဲ့အမျိုး join နိုင်ဖို့အတွက်လည်းများများ consume လုပ်ထားကြပါဆိုတော့အဲ့လိုမျိုး on the spot ပြန်ပြီးတော့ဟို discuss လုပ်နိုင်ဖို့လို့အတွက်ပေါ့နော်ဆိုတော့ this is a fun part of agency အဲ့လိုမျိုး idea တွေထုတ်ပြီးတော့ pitch တဲ့ convince တွေလုပ်ပြီးတော့နိုင်သွားတယ်တကယ် execute လုပ်ရတယ်ဆိုတဲ့ဟာမှတကယ်ဟို dopamine ထွက်တဲ့ချိန်တွေပေါ့နော်ဆိုတော့အဲ့အမျိုး enjoy ဖြစ်တယ်ဆိုလို့ရှိရင် agency ကိုလာခဲ့ပါ along with other
stress ဒါပေမဲ့ stress တွေကိုပိတ်ချပြီးတော့အခုလိုမျိုး fun part တွေလုပ်ကြမယ်ပေါ့နော်ဆိုတော့နောက်ပိုင်းမှာလည်းဒီလိုမျိုးlittle experimental activity လေးတွေရှိအောင်ပါပါဆိုတော့ stay tuned for the next episode ဒီနေ့တော့နေလဲဝင်ပြီဆိုတော့ဒီလောက်ပါပဲ thank you bye bye အားလုံးနှုတ်ဆက်ပေးကြပါ Clock strikes 6, but the game's not done. Phones keep buzzing, we're still on the run. Ideas collide like stars in a jar. Chasing deadlines, chasing who we are. Count